တည်ငြိမ်မှုနဲ့အောင်မြင်မှုလူတိုင်းကတော့အောင်မြင်ခြင်းကြတာကြီးပါပဲအောင်မြင်မှုအတွက်အစတရရကြိုးစားကြတယ်လုံပန်းကြတယ်အများကြီးလေးလာကြတယ်သင်ယူကြတယ်ဒါပေမဲ့လူအများစုမိနေတဲ့အရာကတော့တည်ငြိမ်မှုပါပဲတည်ငြိမ်မှုမိနေတဲ့သူတွေကအောင်မြင်မှုရဖို့အတွက်မလွယ်ကူလာပါဘူးအောင်မြင်မှုဆိုတာကတည်ငြိမ်တဲ့သူတွေအတွက်ပဲရေရှည်မှာကြာကြီးဆက်လက်ထိန်းသိမ်းပြီးတော့အောင်မြင်နိုင်တာပါ။ဘာဖြစ်လို့တည်ငြိမ်မှုကိုလိုအပ်တာလဲဆိုလို့ရှိရင်ရင်းရမှုတွေမဖြစ်လာအောင်တခြားပယောဂတွေမဝင်လာရအောင်အခြားသူတွေရဲ့နှောက်ယှက်တွေကိုယ့်ရဲ့စိတ်အတွင်းထဲမှာရှိနေတဲ့ကိုယ့်ကိုပြန်ပြီးတော့နှိမ့်ဆက်နေတဲ့အတွေးဆိုးတွေအမြင်ဆိုးတွေဒါတွေမဖြစ်အောင်လို့တည်ငြိမ်သင့်တာပါ။အောင်မြင်ဖို့အတွက်ကအချိန်တစ်ခုပေးပြီးတော့မှလုပ်ပြီးတော့မှအောင်မြင်တာပါ။ချက်ချင်းလုပ်ချက်ချင်းရတာမျိုးတော့မဟုတ်ပါဘူး။ဒီအတွက်ကျမတို့ကအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့ကိုဝေဖန်ဆန်းစစ်နေမယ်ကိုအမြဲတမ်းသုံးသပ်လေ့လာနေမယ်မိမိရဲ့လိုအပ်ချက်တွေကိုမညာတမ်းတွေးခေါ်ပြီးတော့ဘာတွေပြုပြင်သင့်တယ်လဲရေရှည်တစ်ခုမှာငါကဘယ်လိုမျိုးဆက်လက်ပြီးတော့လုပ်ရမလဲဆိုတဲ့ဝေဖန်ဆန်းစစ်မှုတွေရှိနေမှသာလျှင်ဒီဟာကကျမတို့အောင်မြင်မှုအတွက်အထောက်ပံ့နေဖြစ်လာမှာပါဒီလိုအထောက်ပံ့နေရှိလာအောင်မိမိတာတင်လုပ်ရမှာဖြစ်ပါတယ်ဒီအတွက်တည်ငြိမ်တဲ့သူတွေကအောင်မြင်မှုအနည်းအဆက်ဆုံးအသေးချဆုံးသူတွေပါပဲတကယ်တော့အောင်မြင်ကြတဲ့သူတွေကတည်တည်ငြိမ်ငြိမ်နဲ့လှုပ်ဆောင်နိုင်သွားကြတယ်ဆိုတာကိုတာရကတွေတက်သေးတွေဥပမာတွေအများကြီးရှိတာကိုထူးပြောလိကြမလိုပါဘူးကျမတို့ပြန်လဲစဉ်းစားကြရအောင်ဘဝမှာကျမတို့အမြဲတမ်းရှုပ်ရှက်ခတ်ပြီးတော့အတွေးတစ်ခုနဲ့တစ်ခုကိုချိတ်ဆက်မမိပဲမိမိဘာလုပ်နေမှမသိပဲပြာရာခက်လုပ်နေတဲ့သူတယောက်ရဲ့ဘဝဖြစ်စဉ်နေထိုင်မှုတွေကအောင်မြင်ဖို့ဆိုတာကမသေးကြပါဘူးကျမတို့ကစူးစိုက်မှုရှိရပါမယ်ကိုလည်းအမြဲတမ်းသုံးသပ်နိုင်မှုရှိရပါမယ်ပြီးတဲ့အခါကျလို့ရှိရင်မလုပ်တဲ့နာတွေမလုပ်မိအောင်လေဒီလိုမျိုးတည်ငြိမ်မှုကပဲပေးစွမ်းနိုင်တာဖြစ်ပါတယ်စင်ကျင်တုံတရားအားနေတယ်စင်ကျင်ပိုင်းခြားမှုအားနေတယ်ဆိုတာကလည်းတည်ငြိမ်မှုမရှိတဲ့သူတွေမှာအများဆုံးဖြစ်တတ်ကြပါတယ်ဒီအတွက်ကြောင့်ကျမတို့ကအမြဲတမ်းတည်ငြိမ်နဲ့အောင်မြင်တဲ့လူသားတစ်ယောက်အောင်မြင်တဲ့လူသားမဖြစ်နိုင်သေးရင်တောင်မှမဖြစ်လာသေးရင်တောင်မှကြည့်လိုက်လို့ရှိရင်သူကတည်ငြိမ်တယ်သူကအေးချမ်းတယ်အရာရာကိုလေးလေးနက်နက်နဲ့စူးစူးဆက်ဆက်ရှိတယ်ဆိုကြတဲ့ကွာကျမတို့ရဲ့ဘဝကတော်တော်လေးကိုအရသာရှိနေပါပြီလောက်ရကြိုက်ရတာကိုလည်းထိမိလာပါတယ်ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးဖြစ်လာဖို့အတွက်ဒီလိုတည်ငြိမ်မှုအတွက်ကိုအမြဲတမ်းတုံ့တက်နေရပါမယ်။ရာကအမြဲတမ်းပြောင်းလဲနေပါတယ်။ပြောင်းလဲမှုတွေကြားမှာကျမတို့ကအမြဲတမ်းမိမိဘာကိုဖြစ်ချင်တာလဲမိမိကဘာတွေလုပ်နေမိတာလဲမိမိကဘာတွေလုပ်တင်တာလဲဆိုတာကိုတည်ငြိမ်နေမှသာလျှင်တွေးတော့နိုင်မှာဖြစ်ပါတယ်။ဒီလိုမတည်မငြိမ်မဲနဲ့ကျမတို့ကနေ့စဉ်ဘဝမှာဒီလိုပဲသွားလာနေမယ်ရုန်းကန်နေမယ်ကျမတို့ကကိုမညာတမ်းမဆန်းစစ်နိုင်ဘူးဆိုလို့ရှိရင်ကျမတို့စိတ်တွေဟာဟိုဒီပြေးလွှားရှောက်လွှားနေမယ်ဆိုလို့ရှိရင်တော့ကျမတို့အောင်မြင်မှုဆိုတဲ့အရာတစ်ခုကိုရောက်မှာမဟုတ်ပါဘူးအောင်မြင်မှုဆိုတာတော့အမျိုးမျိုးရှိပါတယ်ကျမတို့မိသားစုအတွက်အောင်မြင်ချင်တာလားကိုတိုင်းတစ်ခုခုကိုပြီးဆုံးအောင်တင်ကြတာလေ့လာတာတစ်ခုခုပြီးမြောက်အောင်လုပ်နိုင်တာဒါပိုလဲအောင်မြင်တာလို့ခေါ်တာလားငွေကြေးကိန်းကနန်းတစ်ခုကိုပဲကျမတို့ကလိုအပ်တာလားလိုချင်တာလားကျမတို့ကစိတ်လက်ချမ်းသာစွာနေချင်တာလားအမျိုးမျိုးသောအောင်မြင်ခြင်းတွေအများကြီးရှိပါတယ်တကယ်တော့ကျမတို့လိုချင်တဲ့အောင်မြင်မှုဆိုတာကကျမတို့တည်ငြိမ်မှသာလျှင်တကယ်ကိုကျမတို့ဘာဖြစ်ချင်လဲဆိုတာကိုသိလာမှာဖြစ်ပါတယ်